မရတော့မမစစ်စစ်စိန်ဆိုဖြစ်ပါတယ်ကျမကတော့စာချစ်တိုက်လုပ်ငန်းများနဲ့ပတ်သက်ပြီးတော့မှလုပ်ငန်းစဉ်အဆင့်ဆင့်ကိုလောက်ဆောင်ချက်အဆင့်ဆင့်ကိုတင်ပြပြောပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကျောင်းစာကြည့်တဲ့တစ်ခုလုပ်ပြီးဆိုရင်ကျမတို့ကစာရေးတိုက်ကိုပြုစုပြောထားမယ်အဆင့်တွေပါတယ်ပြီးတော့စာရေးတိုက်ပြတဲ့အတွက်စာအုပ်စာဆောင်မျိုးစူးစမ်းမဲ့လုပ်ငန်းတွေရှိတယ်စူးစမ်းရရှိလာတဲ့စာအုပ်တွေကျမတို့ကအဆင့်ဆင့်ပေါ်ရောက်တဲ့ဒီလုပ်ဆောင်တဲ့လုပ်ငန်းတွေရှိပါတယ်စာအုပ်တွေစူးစမ်းတာကိုကျတော့စာစုလုပ်ငန်းလို့စာရေးတိုက်လုပ်ငန်းမှာခေါ်ပါတယ်စူးစမ်းရရှိရတဲ့စာအုပ်တွေကိုပြုစုခြင်းကိုတော့စာပြုလုပ်ငန်းလို့ခေါ်ပါတယ်ဒီစာပြုလုပ်ငန်းဆိုရင်ကျမတို့စာမအစစ်စစ်တွေကိုလည်းပြပြပေးသွားမှာဖြစ်ပါတယ်ဆိုစာအုပ်တွေပြုစုပြီးပြီဆိုရင်တော့စာရေးတောင်ဝန်ဆောင်မှုပေးနိုင်ဖို့အတွက်ကျမတို့ကဝန်ဆောင်မှုပေးတဲ့လုပ်ငန်းကိုလုပ်ဆောင်ဖို့ပေးနိုင်ပြီဖြစ်ပါတယ်အဲ့တော့စာရေးတိုက်တစ်ခုပြုစုပြောထားတဲ့အခါမှာကျမတို့မှာစာရေးတိုက်အတွက်ရည်ရွယ်ချက်တွေရှိပါမယ်စာရေးတိုက်မူဝါဒတွေချမှတ်ရပါမယ်ပြီးတော့ဆက်စပ်ပြစာအုပ်တွေဝယ်နိုင်ဖို့အတွက်လည်းရန်ပုံငွေတွေထားရှိဖို့လိုပါတယ်ပြီးတော့ဒီစာရေးတိုက်ကိုဥဆောင်ပြီးတော့မှပေးမဲ့စာရေးတိုက်မှုနဲ့တကွာကူညီပေးမဲ့စာရေးတိုက်ဝန်ထမ်းတွေလိုပါမယ်သူတို့ရဲ့လုပ်ငန်းတာဝန်တွေကိုလည်းချမှတ်ထားဖို့လိုပါမယ်ပြီးတော့စာရေးတိုက်တွေနေရာတသမတ်တရှိဖို့လိုပါမယ်ဆိုတော့ကျောင်းသားကြီးတဲ့ဖြစ်တဲ့အတွက်ကြောင့်စာဖတ်သူကျောင်းသူတွေအတွက်တကူလာရောက်နိုင်မယ်နေရာကိုရွေးချယ်ပေးဖို့လိုပါတယ်ပြီးတော့ site တိုင်းမှာလိုအပ်နေတဲ့ paper တွေလည်းစုဆောင်ဖို့လိုပါမယ်ပြီးတော့ site တိုင်းမှာစာဖတ်ခန်းပြီးတော့စာငါးစီမင်းစည်းကမ်းတွေဒါမျိုးလည်းသတ်မှတ်ထားဖို့လိုပါမယ်ပြီးတော့ site တိုင်းအသုံးပြုချိန်ဖွင့်ချိန်ပိတ်ချိန်တွေကိုလည်းသတ်မှတ်ထားပေးဖို့လိုပါတယ်အဲ့တော့ site တိုင်းပြုစုထားတဲ့အခါမှာရှိရမယ့်အစစ်စစ်ဖြစ်ပါတယ်ဆိုတော့ဒီနေ့ပို့ကတော့ကျမတို့ဘာတွေလေ့လာသွားမလဲဆိုရင်ဒီစာအုပ်ကိုပထမဆုံးစာရေးတိုက်ကိုရောက်လာပြီးအခုချိန်မှာစာအုပ်ပုံတွေလက်ခံရရှိပြီဆိုရင်ကျမတို့ကကိုလက်ခံရရှိတဲ့စာအုပ်တွေကိုချာနဲ့တကွာတက်ဆက်စစ်စစ်ပေးဖို့စာပါမယ်ပထမဆုံးလုပ်ဆောင်မယ့်အချက်ဖြစ်ပါတယ်ဒီကိုစာရေးတိုက်ကိုရောက်လာတဲ့စာအုပ်တွေဖြစ်တဲ့အတွက်ကြောင့်စာရေးတိုက်ရဲ့တစ်စိတ်တုံတူနေဖို့နော်တစ်စိတ်ရိုက်နေခြင်းလုပ်ငန်းကိုလုပ်ဆောင်ရမှာဖြစ်ပါတယ်ရနေပြီးရဲ့တစ်စိတ်တွေကိုဆိုရင်ကျမတို့ voucher နဲ့တက်တိုင်စစ်စစ်ပြီးရင်တက်ပိုင်စင်သွင်းခြင်းလုပ်ငန်းကိုလုပ်ဆောင်မှာဖြစ်ပါတယ်တက်ပိုင်စင်သွင်းပြီးတဲ့အခါမှာလည်းပါဝင်ရမယ့်အချက်တွေကိုကျမတို့လေ့လာသင်ယူသွားမှာဖြစ်ပါတယ်ပြီးတော့တကယ်လက်တွေ့ရည်သွေးခြင်းတွေကိုကျမတို့ဆက်လက်ပြီးလုပ်ဆောင်သွားရမှာဖြစ်ပါတယ်အဲ့တော့တက်ပိုင်စင်သွင်းခြင်းကျမတို့ library times အနေနဲ့ဆို accession လို့ခေါ်ပါတယ် accession သွင်းတယ်လို့ခေါ်ပါတယ်အဲ့တော့တက်ပိုင်စင်သွင်းတဲ့အခါမှာကျမတို့စာမယ့်အချက်တွေရှိပါတယ်နောက်ဆုံးတိုက်ပိုင်စင်မသွင်းခင်စာကြည့်တိုက်ကိုစာကြည့်တိုက်ကိုရောက်လာတဲ့စာအုပ်တွေကိုကျမတို့ကဝယ်ယူရရှိသည်ဖြစ်စေတော့ကျမတို့အခုလက်ခံရရှိတဲ့စာအုပ်တွေကိုဆိုရင်တိုက်ပိုင်စင်မသွင်းမီစာရွက်ဒါမှမဟုတ်အစင်းစာရွက်များနဲ့တိုက်ဆိုင်စစ်ဆေးရမှာဖြစ်ပါတယ်